2020နောက်ပိုင်းအချိန်တွေပါလို့အယမ်းမြန်သွားတာလဲ2026တောင်ရောက်နေပြီဒါပေမဲ့2022ကမနေ့တနေ့ကလိုပါလို့ခံစားနေရတာလဲဒါနဲ့မိတ်ဆွေတို့ပဲစဉ်းစားကြည့်ဗျာပြီးခဲ့တဲ့2022ရဲ့ကမ္ဘာဖလားဆိုတာလည်းမနေ့တနေ့ကလိုပဲနော်ထူးဆန်းတာကကျွန်တော်ပါဝင်အခုကြည့်နေတဲ့လူတွေအားလုံးကဒီလိုပဲခံစားနေကြရတယ်မလားဒါတွေဟာ time glitch လားတချို့ကကိုဗစ်နောက်ပိုင်းကမ္ဘာကြီးပြောင်းသွားတယ်လို့ပြောကြတယ်တချို့ကလည်းအချိန်ရဲ့ချွတ်ရင်ချက်တစ်ခုဖြစ်နိုင်တယ်လို့တောင်ယုံကြည်ကြတယ်ဒါပေမဲ့ဒါတွေအားလုံးဟာ telescoping effect တွေပဲဖြစ်ပါတယ် telescoping effect ဆိုတာဘာလဲ telescoping effect ဆိုတာအချိန်ပိုမြန်သွားတာမျိုးမဟုတ်ပါဘူးမိတ်ဆွေရဲ့အတိတ်ကအကြောင်းအရာတွေကိုပုံမှန်ထပ်ပုံမှန်မိလွယ်တဲ့ခံစားချက်ပဲဖြစ်ပါတယ်ဥပမာကျွန်တော်ဆိုရင်မစီတို့ကမ္ဘာဖလားရခဲ့တဲ့2022ဆိုတာ၄နှစ်ကြာပြီဆိုပေမဲ့မိနစ်တုန်းကလိုခံစားနေရတော့မယ်ဒါတွေအားလုံးဟာအသက်အရွယ်ရလာတာနဲ့ဒီလိုတိမ်တိမ်များလာတာကြောင့်ပဲဖြစ်ပါတယ်အသက်အရွယ်ရလာတာနဲ့အချိန်ကုန်တာမြင်တယ်လို့ခံစားရလာတယ်ငငယ်တုန်းကဆိုတနည်းဆိုတာအရန်ရှိတယ်နေရာဒီကြောင်ပေးရက်တွေခရစ်စမတ်ကြောင်ပေးရက်တွေဆိုအမတ်တရများကြီးနဲ့အရန်ကြတယ်လို့ခံစားရတယ်ဒါပေမဲ့အသက်အရွယ်အလောက်ကန်ရလာတဲ့အခါနေ့တိုင်းမနက်အလုပ်သွားညအလုပ်ပြန်နားလိုက်အိတ်လိုက်နဲ့တက်ခါဖြစ်နေတော့အုံနောက်ကတခုကြချမရှိဘူးလို့သတ်မှတ်ပြီး memory အသစ်တွေတိတ်မသိမ်းတော့ဒါကြောင့်နောက်ပြန်ကြည့်တဲ့အခါ2023 24 25တွေဆိုတာတစုတစီတည်းလို့ခံစားနေရတာပါရိုးရိုးရှင်းရှင်းပြောရရင်အသက်တွေကြီးလာတာကြောင့်တစ်နှစ်ရဲ့အလေးချိန်လျော့သွားတယ် routine တွေများလာတာကြောင့် memory အသစ်တွေနည်းလာတယ်အဲ့နှစ်ခုပေါင်းလိုက်တာကြောင့်အချိန်တွေကအရင်မြန်သွားတယ်လို့ခံစားရတာဖြစ်ပါတယ်သိပ္ပံပညာအရာတော့ဒါကို telescoping effect ဒါမှမဟုတ် memory effect လို့ရှင်းပြထားပါတယ်မိတ်ဆွေတို့ရောဘယ်လိုလက်ခံယူထားကြလဲ